မင်္ဂလာပါကျွန်တော်ဒီနေ့ကဒီ panel လေးလက်ဆက်တိုင်နေတာကျွန်တော်တို့ panel installation လုပ်ပြီးတယ်ဆိုတာလေးကိုမပြောပြလို့ပုံမှန်တော့ဒီ panel installation ကိုဒီလိုမျိုး drawing တွေပါလိုချင်နေဆိုရင်တော့ကျွန်တော်တို့ panel ဆင်ခိုင်း drawing ဆွဲခိုင်းလို့ရတယ်ဒါပေမဲ့ drawing ဘာမှမလုပ်ဖို့ကိုဆင်နေဆိုလို့ရှိရင်ဒါကတော့ကျွန်တော်တို့ဒါ lift အတွက် control panel လေး control system အသစ်လေးပုံမှန်တော့တခြားDOL တွေ Star Delta တွေနောက်ပြီးရင် Post Pan တွေ Fire Pan တွေဒါတွေလည်းကျွန်တော်ဆင်ပေးတယ်ပြီးရင် drawing တွေလည်းတခြားလုပ်ပေးတယ်အခုဒီမှာဆိုလဲကျွန်တော်တို့ level လေးတွေနဲ့ table number လေးတွေနဲ့တခြားလေးလုပ်ပေးထားတယ်ပြီးရင် drafting လည်းလုပ်ပေးထားတယ်အဲ့တော့ပြောချင်တာကတော့ control panel တွေပါတယ် action တွေ installation action တွေအဲ့ဒီ panel နဲ့ပတ်သက်တဲ့ circuit ရဲ့ drawing ကိုလည်း documented လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဆက်သွယ်ပြီးတော့အဲ့လိုရတယ်နောက်တစ်ခုကဒီ control panel တွေအကုန်လုံးကိုကျွန်တော်တို့ကိုလုတ်တက်ရှင်နေဆိုဒီစာအုပ်တောင်းနဲ့ပြီးတယ်ကျွန်တော်ဒီစာအုပ်ကိုအချိန်ကြီးအများကြီးယူပြီးတော့ကိုဗစ်ကာလာတစ်ခုလုံးတော့လုပ်တယ် electrical control system ဒီထဲမှာအပိုင်းအဓိက3ပိုင်းကျွန်တော်လုပ်ပြီးတာပိုင်း3ပိုင်းစာမျက်နှာ900ကျော်စာမျက်နှာ900အဲ့ဒီပိုင်း3ပိုင်းကို overall ကြည့်မယ်ဆိုရင်ကျွန်တော်အသေးစိတ်လည်းထပ်ပြောပါမယ်နောက်နေ့ကျ overall ကြည့်မယ်ဆိုပထမအပိုင်း1မှာ control ရဲ့ control ဆိုတဲ့နေရာမှာ electrical control ပေါ့ electrical control ရဲ့ fundamental တွေအကုန်ပြောပြတယ် electrical load circuit ဆိုတာပေါ့ကျွန်တော်တို့ရဲ့ control ရဲ့အကုန်လုံးမှာလုံနေသူတိတိဖြစ်စေမတိတိဖြစ်စေ ladder logic နဲ့ပဲပေါ့ ladder logic fundamental တွေပေါ့ပြီး input device output device controller တွေအကုန်ပါသူတို့နဲ့ traffic လောက်ရတဲ့ control စနစ်တွေဒီအကြောင်းတွေရှင်းပြပြီး နမူနာ circuit တွေအဲ့ဒီနမူနာ circuit ကိုမှကျွန်တော်က3မျိုးလုံးခွဲပြထားတယ် residential ရဲ့ control circuit တွေ commercial ရဲ့ control industrial control circuit တွေ3မျိုးလုံးခွဲပြတယ်ပြီးတော့မှနောက်ဆုံးပိုင်းတစ်ပိုင်းနေတဲ့ documentation ဘယ်လိုလုပ်လဲ inspection testing system maintenance တို့ဘယ်လိုလုပ်လဲဆိုလို့ရှင်းပြအဲ့တော့ဒီစာအုပ်တောင်းနေဆိုလို့ရှင်းတယ်ဒီလို control panel တွေကိုဒီစာလို့တက်သွားမယ်အသေးစိတ်ကတော့ဒီထဲမှာပါမှာပေါ့နော်အသေးစိတ်မှာတိကလည်းကျွန်တော်နောက်အပိုင်းတွင်ပြပြအောင်အခုဒီနေ့ပေးခြင်းတဲ့ message တော့ control panel တွေ installation လုပ်ရှင်တယ်အဲ့ဒီ control panel ကိုလည်းအခုလိုမျိုး table number လေးတွေနောက်ပြီးရင် label လေးတွေ drawing တွေထုတ်ပြီးတော့မှစနစ်တကျလုပ်ရှင်တယ်ဆိုကျွန်တော်တို့ဆက်သွယ်ပြီးတော့အနံ့လို့ရတယ်ဆိုပြီးပြောပြခြင်းပါတယ်အဲ့တော့ control panel လို့ရင်ကျွန်တော်တို့ဆက်သွယ်လို့ရပါတယ်ကိုလုပ်ရှင်တယ်ဆိုတော့ဒီစာအုပ်နဲ့သူနဲ့တူပါတဲ့ video file တွေလေ့လာပြီးတော့ကိုinstall လုပ်လို့ရအောင်လေ့ကျင့်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်